Yeah okay ပြန်တွေ့ကြတယ်ပေါ့ဗျာဒီနေ့တစ်ထက်ရေးပြတော့ပေါ့လေနည်းနည်းပေါ့ပြီးတော့မပြီးသေးဘူးဆက်တော့ရေးအောင်ပေါ့ဒါပြီးတဲ့လောက်ပေါ့လက်ရှိဘာတွေလုပ်ဖြစ်လဲဆိုတော့ဒီနေ့ကဓာတ်ပုံလေးထည့်ပြတယ်ဓာတ်ပုံလေးထည့်ပြတယ်ဆိုတော့ဓာတ်ပုံကဘယ်လိုထည့်တယ်ဆိုတော့ဒီ image ဆိုတော့ image.assets ဆိုတဲ့ဟာလည်းဒါမှဓာတ်ပုံမျိုးပုံတွေထည့်လို့ရတယ်ပေါ့လေပြီးတော့ရင်ဒါပုံနေနဲ့ဆက်ဆက်ပြီးသုံးတယ်ဒါ expanded widget ဆိုတာလည်းရှိရယ်ဒါမှပါပဲလေထည့်လို့ရတယ်ပေါ့လေအဲ့မှာပါပဲထည့်ရင်ကြတော့ဘာဖြစ်လဲဆိုတော့တော့ပုံနေက size ကြီးနေတာမျိုးဆိုရင်တော့ screen မှာ overflow ဖြစ်သွားတယ်ဗျာ overflow ဆိုတာကတော့ပုံရဲ့ size ကscreen ထက်ကြီးနေတယ်ဆိုရင်တော့ကြော်သွားတဲ့ pixel တွေကိုဘယ်လိုပြရမလဲမသိတော့ဘူးအဲ့လိုကြရင်ပြီးမှဝိုင်အောင် line နေနဲ့ပေါ်တယ်ပေါ့လေအဲ့လိုမျိုးဆိုရင်ဒါ overflow ဖြစ်သွားတာပေါ့အဲ့ဒါတွေမဖြစ်ချင်เนาะ expander နဲ့ခံလိုက်ရင်သူက screen size တိုင်းခြုံရတယ်ပေါ့လေဒါတစ်ခုပေါ့China access ထဲမှာဆိုရင်သူကပုံထည့်တယ်ပေါ့လေဒါမှတစ်ခုရှိတာကပုံမှုဒီတိုင်းတော့ထည့်လိုက်လို့မရဘူးဗျာဒီမှာ access folder ထဲမှာပုံတော့ထည့်မယ်ပြီးဒီလန်ချောင်းနေခေါ်မယ်ပေါ့ရင်ပြီးတော့ဒီလန်ချောင်းကိုဘာလုပ်ပြရသေးလဲဆိုတော့ဒီ passport တော့ရမယ်ဆိုတဲ့ file ထဲမှာဒီ access ထဲမှာတစ်ခါပြန်ပြီးတော့အပုံကို declare လုပ်ပြရသေးတယ်ပေါ့အဲ့ဒါမှပုံကအထုတ်လုပ်မှာလုံးမို့ဆိုရင်ပုံမဖတ်ဘူးပေါ့လေweb ဖတ်မှာဆိုရင်တော့ဒီ folder တွေကိုပုံဆွဲထည့်ပြီးသွားရင်သူပတ်လည်ကြောင်ရဖတ်တယ်ပေါ့ဒါပေမဲ့ဒီ mobile မှာတော့အဲ့လိုမဟုတ်ဘူးဗျာဒီလိုမျိုးပေါ့ okay ပြီးတော့သူ့မှာတော့ဘာကြီးလုပ်လို့ရတယ် bundle frame ပေးတာပါညာပေါ့ scale width height color opacity color blend fit လုပ်လို့ရတာအများကြီးပါပေါ့လေဒီမှာတော့ fit နဲ့with အပြည့်ထားတာပေါ့လေဒါဘယ်လိုလုပ်လို့လဲသိကျင်နေဆိုတော့ဒီ fit width ဘယ်လိုလုပ်လဲသိရင် fit width ပေါ့တော့ထောက်ကြည့်တိုင်းတော့ဘာလုပ်လဲဆိုတော့width အပြည့်ယူလိုက်တယ်ပေါ့လေဆိုwidth စကွယ်မှာရှိတဲ့ width အပြည့်ကိုယူလိုက်တယ်တော့ဘာဖြစ်နိုင်လဲဆိုတော့vertical မှာ overflow ဖြစ်နိုင်တယ်ပေါ့လေဒီလိုအခြေအနေကြရင်ဒီလိုခါတုံးမှာဆိုတော့လက်ရှိကတော့ကျွန်တော်ဒီမှာမဖြစ်ဘူးပေါ့လေဒီလိုလှလေးထွက်လာပေါ့ okay ဒါတော့ပုံနဲ့ပတ်သက်တာပေါ့ပြီးတော့နောက်ပုံလေးဒီမှာပုံလေးရှိတယ်ပုံလေးတွေကဒီ coffee pref ထဲမှာရှိမှာအမှလည်းအဲ့လိုပဲပေါ့လေဒီပုံထည့်ထားတယ် image တွေ access တွေကနေimage ယူထားတယ် width height တွေကျင်ညာထားတယ်ဒီမှာပါလဲဆိုတော့ယူထားတဲ့ပုံကြီးကအဖြူရောင် background ကြီးနဲ့ဗျာဒီတိုင်းကြည့်လို့မလားအောင်ဘာကြီးတွေတော့မကြီးဒီမှာ background လေးမဖြောက်ချင်ဘူးဆိုရင်ဒီလိုသုံးလို့ရပါပေါ့သူကcolor ကိုဒီ background မှာကျင်ညာခဲ့တဲ့ brown handle ဆိုတဲ့အရာလေးကိုအရင်ပေးလိုက်မယ်ဘာမှမဖြစ်သွားသေးဘူးအဲ့ဒါကိုမှဘာရှိတယ်ဆိုတော့ color blend mode ပေါ့လေဒီ image မှာပါတယ် color blend mode မှာ multiply လုပ်ချလိုက်ရင်ဘာဖြစ်သွားလဲဆိုတော့သူက blend သွားတယ်ပေါ့လေဒါမဲ့ဒီမှာမပေါ်တော့ဘာလို့ဆိုတော့ refresh မလုပ်ရသေးဘူးအဲ့တော့ how refresh လုပ်ရင်လုပ်လိုက်ဒါမှမဟုတ်စေလိုက်ပေါ့ဒါဆိုရင်တော့ပြောင်းသွားရင်ဒါဆိုရင်တော့ background အဖြူရောင်လေးမပေါ်တော့ဘူးအဲ့နောက်ကအရောင်နဲ့ blend ဖြစ်သွားတယ်ပေါ့လေတခုရှိတာဒီခွက်ကြတဲ့တချို့ရောက်နေတယ်မပါလာတော့ဘူးပေါ့ဒါတော့ကောင်းရင်ဆိုကြပေါ့လေokay နောက်တစ်ခုကတော့ဒီက button လေးပေါ့နှိပ်လို့ရတဲ့ button လေးဒါပေမဲ့straight level widget တွေမှာဒီ button တွေကအလုံးမှာမဟုတ်သေးဘူးဘာလို့ဆိုတော့ straight level လေးပါ state မှာမ changes မဖြစ်တင်ရဒါ just button ပေါ့အဲ့တော့button type တွေလည်းအများကြီးရရှိရဒါပေမဲ့ဒီမှာတော့ text button ပဲသုံးလိုက်ပါလေ
ပဒံထိုက်တွေကတော့သူ Flutter documentation မှာကြည့်လို့ရပါပေါ့လက်ရဒီတစ်ခုပဲသုံးပြသေးတယ်သူ့မှာဆိုရင်ဒါ style ကျင်ညာလို့ရတယ် style မှာ foreground background foreground ဆိုတာအပေါ်စာအပေါ်မဲ့အရာပေါ့လေ background တော့နောက်ခံအရာပေါ့ပြီးတော့သူရဲ့ shape ကဘယ်လို shape လဲကျင်ညာလို့ရတယ်ပြင်ဖို့သူ border radius ကတလိုမျိုး all နဲ့ radius circular မကျင်ညာခြင်းသူကလို့ array နဲ့တောင်းနေပေါ့လေ array နဲ့မဟုတ်ခြင်းမပေးခြင်းဆိုရင်ကိုကတော့ခုတလိုပေါ့ radius တော့ circular လားပါလားပေးလိုက်လို့ရပါပေါ့နော်ဒီမှာဘာရှိတယ်မသိဘူး radius တော့ဘာမှ0ရှိတယ် circular ရှိတယ်ဒါရှိရပေါ့လေဘာလို့မသိဘူးအဲ့တော့circular ပဲယူတိုင်းမယ်ပေါ့အဲ့မှာပုံပြပါတယ်ဘယ်လိုလေးကိုွေသွားလဲပေါ့โอเคပြီးသွားရင်ဒီ test pattern မှာကြည့်လိုက်ရင်သူက require အနေနဲ့ဘာတောင်းလဲဆိုတော့ on press ဒါ require မဖြစ်မနေနဲ့ထည့်ပေးရမှာပြီးသွားရင် chain ဒီလေ require ပဲမဖြစ်မနေထည့်ပေးရမှာကျန်တဲ့straight controller auto focus ဘာညာ style လေးပါ long press တွေဒါမထည့်ပေးလဲရတယ်ဒီနှစ်ခုကတော့မဖြစ်မနေထည့်ပေးရမှာပေါ့လေအဲ့တော့chain ပေါ့ chain မှာအပေါင်းလေးထည့်ပေးလိုက်ရင်ဒီလို pattern လေးထွက်လာမယ်ပေါ့လေတောက်နဲ့ pattern လေးနှိပ်လို့ရမယ်ဘာမှတော့မဖြစ်သေးဘူးအဲ့တော့အဲ့ဒါတွေကိုတခုဖြစ်သွားလို့ချင်းကြတော့ stateless widget ကို stateful widget အနေနဲ့ပြောင်းဖို့လိုလာပြီပေါ့အဲ့တော့ပြောင်းဖို့ကဘာမှမခက်ဘူးဗျာဒါတော့ဒီမှာဆို stateless widget ရှိမယ်အဲ့တော့ stateless widget ပေါ်တစ်ချက်ထောက်လိုက်ပြီးတော့မိတီလေးပေါ်လာရင်တစ်ချက်နှိပ်လိုက်ရင် convert to stateful widget ဆိုတာဒီမှာပြောင်းပေးပါမယ်ပေါ့လေသူလိုအပ်တာတွေလုပ်ပေးပါမယ်ဘာလုပ်ရမလို့ဘူးအမှ stateful widget ဖြစ်သွားပြီဆိုရင်ဘာပို့ပါလာလဲဆိုတော့state ကိုထိနေဟိုပို့ပါလာတာပေါ့အဲ့တော့ဒီမှာဆိုရင်တော့ဘာလောက်ထားလဲဆိုတော့ဒီ coffee ရဲ့ strand နဲ့တခြားဘယ်လောက်ထည့်မလဲပေါ့လေအဲ့ဒါလေးကိုရွှေ့လို့ရမယ် button လေးနှစ်ခုထည့်မယ်ပေါ့အဲ့တော့စချင်းမှာ strand ကျင်ညာလိုက်မယ် strand 1ပေါ့ default တခြားတော့0ကိုမထည့်ဘူးပေါ့ပြီးသွားရင်function နှစ်ခုပေါ့လေဘာလို့ဆိုတော့နှစ်ခုရှိတာကို strand နဲ့ sugar နဲ့နှစ်မျိုးရှိရဆိုတော့ strand ကိုတိုးဖို့အတွက် function တစ်ခု sugar ကိုတိုးဖို့အတွက် function တစ်ခုဆိုတော့ function နှစ်ခုရှိမယ်အဲ့တော့ဒီ pattern ရဲ့ဘယ်မှာလာထည့်မှာလဲဆိုတော့ on press require တော့ function တစ်ခုတောင်းတယ်ဆိုတော့ဒီ on press မှာခုနကျင်ညာထားတဲ့ function တွေကိုလာထည့်ရမှာပေါ့ okay သူ function တွေကဒါကိုနှိပ်လိုက်မယ်ဗျာဒါကိုနှိပ်လိုက်ရင်ခုနပထမနှိပ်လိုက်ရင်ဒီ function ကိုနှမ်းခေါ်ဒီ function ကိုနှမ်းခေါ်ရှင်မှာအလုပ်လုပ်ရှင်တာဘာလဲဆိုတော့9အောက်ငယ်နေရင်တက်တိုးရမယ်မဟုတ်တော့ဘူး9ဖြစ်သွားပြီဆိုရင်တော့ default 1ကိုပြန်ချလိုက်မယ် string ကိုအဲ့လို logic နဲ့လုပ်မယ်ပေါ့လေဒါမဲ့ဒီလိုတန်းရေးလိုက်တယ်ဒီလိုတန်းရေးလိုက်ပြီးတော့ဒီမှာနော် hobby တော့လုပ်မယ်နော် hobby step ပါလုပ်လိုက်မယ်ဗျာတတ်နိုင်မယ်တိုးလားမတိုးနော်ဘာလို့လဲဆိုတော့တဲ့ဒီမှာတော့ဒီတိုင်းကျင်ညာလို့မရဘူးပေါ့ဘယ်ထဲမှာကျင်ညာရမှာလဲဆိုတော့ set state ဆိုတဲ့ function ထဲမှာကျင်ညာရမယ်ကျွန်တော် real မှာရှိသလိုပဲဗျာတခုခု state ပြောင်းလဲလုပ်ချင် set state ကနေပဲထိန်းချုပ်တယ်ပေါ့အဲ့လိုမျိုးပဲ set state ထဲမှာကွယ် logic ကိုတော့ရေးပေါ့လေ okay ရေးလိုက်ပြီပေါ့ရေးလိုက်ပြီဆိုရင်တော့နှိပ်ကြည့်လိုက်မယ်ဒါဆိုတိုးလာပြီပေါ့လေ coffee လေးတိုးလာမယ် coffee တိုးလာရင် strand လေးတိုးလာပေါ့1 2 3 4 5ပြီးရင်တစ်ကိုပြန်ဆင်းသွားမယ် alright အဲ့တော့ဒါပါဆိုတော့ stateful widget တုံးလိုက်လို့ဒီလိုတုံးလို့ရပါပေါ့လေ stateful widget မှာဆိုမပါဘူး state ထိန်းနေဟာမပါဘူးဒါ state ထိန်းရင် stateful widget ကိုတုံးပြရပေါ့လေဒါတစ်ခုပေါ့အဲ့တော့ okay ရေးပြီးသွားပြီဗျာ
နောက်ဆုံးမှာဘာဖြစ်လဲဆိုတော့တော့ဒီမှာဆိုရင်ဒီ pattern ကြီးရတယ်ကြည့်ရတော်တော်ရှုပ်နေတာတော့ဒါ pattern တစ်ခုဗျာတော့ဒါဆို2ခု3ခုဆိုရင် pattern 3ခုအတွက်အရှုပ်ပွားနေဘာလဲမသိဘူးနော်အဲ့လိုမရှုပ်ပွားခြင်းဘူးဆိုရင်ကြတော့ဘာလုပ်လို့ရလဲဆိုတော့ reusable widget လေးပြန်ထုတ်လို့ရတယ်အဲ့တော့reusable widget ကဘယ်လိုပြောမလဲအရင်ဆုံးမလုပ်နဲ့ဗျာလာကိုယ်လောလောဆယ် logic ကိုအရင်အလုပ်လုပ်အောင်ရေးလိုက်ဒီကောင်အလုပ်လုပ်သွားပြီ is okay fine သွားပြီဆိုရင်လေဒါ reusable widget တစ်ခုပြန်ထုတ်လိုက်မယ်အဲ့တော့ဒီပုံစံတိုင်း reusable widget တွေတစ်ခုပြန်ထုတ်လိုက်မယ်ဆိုရင်ဒီမှာဒါ style button ဆိုပြီးတော့ status widget နဲ့ reusable widget ကိုပြန်ထုတ်လိုက်မယ် state ဖို့မတော်ဘူးဆိုတာက state ကဒီ component မှာထိန်းတာနော်ဒီ reusable ဟိုမှာထိန်းတာမဟုတ်ဘူးအဲ့တော့ဒီကောင်တော့ state widget မလို့ပေါ့လေဒါ state widget ပဲအဲ့တော့သူ့မှာဘာတွေပါမလဲဆိုတော့အဓိက require ဖြစ်တဲ့ on press နဲ့ chime နဲ့ပါမယ်ပေါ့အဲ့တော့ကျင်ညာလိုက်တော့ဗောလေကျင်ညာလိုက်ပြီးတော့ဒီ test button ကျင်ညာတယ်ပြီးတော့ test button ဟို style ကြီးပြောင်းနေတယ်ဆိုရင် style tag ထဲမှာ test button.style from ဒါတွေကတော့အလုံးမှတ်ထားလိုက်တော့ကောင်းတယ်ဗျာလုံးဝဆိုရင်သူဟိုအထောက်ပြီးကြည့်နေတာနည်းနည်းလဲဝါနိုင်တယ်ပေါ့လေဒီနာမှာအဲ့တော့ဒီ test button တွေကို styling လုပ်ဝင်ဆိုရင်ဒီကောင်လေးကိုမှတ်ထားလိုက်တော့ test button တော့ style font ထဲမှာကိုချိန်ရင်လာချိန်ပေါ့လေ foreground background ရှိမယ်ဒီမှာ shape ရှိမယ်ဒါ style နဲ့ပတ်သက်တာပေါ့ပြီးသွားရင် on press နေရင်ဘာလုပ်မှာလဲဆိုတော့ဒီ style button ကိုခေါ်တဲ့ချိန်ကျရင် on press ကိုတောင်းထားတယ်ဝင်လာတဲ့ function ဒီဒီကိုလာထည့်ပေးမယ်ဝင်လာတဲ့ချိန်ဒီကိုလာထည့်ပေးမယ်ဒါပဲအဲ့တော့ဒီကောင်ကိုပြန်သုံးရင်ကြတော့ဒီမှာနောက် button တစ်ခုအနေနဲ့ style button ဆိုပြီးတော့သုံးလိုက်ရုံပဲအရှိတလို့အရှိရေးရအောင်လို့တော့ဒီမှာဆိုရင်ဘယ်နှကြောင်လောက်ရှိလဲ44 54ဆို10ကြောင်လောက်ရှိတယ်ဒီမှာဆိုရင် style button နဲ့ on press ဆိုပြီးတော့ function တစ်ခုထည့်ပေးမယ်ဒါ sugar တိုးပါတယ် function လေးဒါ website state နဲ့ထိုးထိန်းထားတယ်ဒါ maximum 3ပေါ့3ထက်များဝိုင်း0ဆိုပြီးပြန်ချပါနိုင်မှာပေါ့အဲ့တော့ function ကိုထည့်ပေးလိုက်မယ် chime အနေနဲ့ test လေးတစ်ခုထည့်ပေးလိုက်မယ်ဒါဆိုရင်ခုနဒါကိုသုံးတာထက်အများကြီး clean ဖြစ်သွားပြီပေါ့လေအဲ့တော့ဒီကောင်ကိုလည်းပြောင်းကြည့်ရအောင်style button ပေါ့အဲ့တော့သူ့အတွက်ကဘာမလို့တော့လဲဆိုတော့ style မလို့တော့ဘူးပြီးရင် on press that function ထည့်ပေးမယ်chime လေးတစ်ခုထည့်ပေးလိုက်မယ်ပေါ့ဒါဆိုရင်ဒါလေးမူလတိုင်းလုံးနေ right ဒါဆိုကုတ်တွေအတွက်တော်တော် clean ဖြစ်သွားပြီအဲ့လိုပဲထောက်ဒီမှာ test တွေရှိမယ်ဗျာtest အတွက်ဆိုလည်းဒီမှာstyle test ပေါ့လေအဲ့တော့သူဒီtest ကို return ပြန်မယ်ပေါ့သူခေါ်တော့ရင် test ကိုထည့်ပေးရမယ် test ကိုဒီမှာ return ပြန်ပေးထားမယ်ပေါ့ပြီးရင်သူရဲ့ style ကဒါအသေးကြီးထားမယ်ပေါ့ဒါဆိုရင်ကျွန်တော်တိုက်တယ်ဆိုရင်ဒီ style component ကိုသုံးမယ်ဒါပေါ့တိုက်တယ် style ပေါ့ဒါမှမဟုတ်လည်းတိုက်တယ် style body style တိုက်တယ်အဲ့လိုမျိုးအဲ့တော့တိုက်တယ်ဆိုရင်အကုန်လုံးကဒီကောင် component တွေကိုခေါ်ပြီးတော့သူ့ထဲကtest လေးထည့်ပေးလိုက်အောင်ပဲပေါ့ body တွေကစာရေးမယ်ဆိုလည်းခုနလို style body ကိုခေါ်ပြီးတော့ထဲကစာရေးထည့်ပေးလိုက်အောင်အဲ့တော့တစ်ခါရေးတိုင်းမှာသူ့ရဲ့ထဲက style နဲ့နေမှတ်ထား font size တွေမှတ်ထား font weight တွေမှတ်ထားပြီးတော့ပြင်စရာမလိုတော့ပေါ့ဗျာဒါအချိန်ကုန်လည်းတတ်တာတာပေါ့ပြီးသွားရင်တနေရာတွေကနေပြင်လိုက်တာနဲ့အကုန်လုံးတန်းပြင်လို့ရတာပေါ့ okay ပါဒါတော့လက်ရှိရေးပြီးတလောက်ပေါ့လေနောက်မှထပ်တွေ့ကြပါပေါ့ bye bye